ဖတ်ပြမယ်တဲ့ပုံမြင်လေးရတော့တဲ့ပထမစုတဲ့ခေါင်းစဉ်လေးရကျမတဲ့ဆရာကိုတဲ့လုံးဝမကျင်တတ်ပါတဲ့မနေ့ကဖြေခဲ့တဲ့ဆောင်းမိုးဝဲပြိုင်ပွဲအစာစီစာကုန်းပြိုင်ပွဲမှာတဲ့ကျမကဒုတိယသာရတယ်တဲ့ကဲသူ့နာမည်ကဘယ်လိုခေါ်လဲဆိုတော့သူ့နာမည်ကအိမ်မှုခင်ကတဲ့သူကဒုတိယပဲရတယ်တဲ့မအိမ်မှုခင်ဒါလေးကအိမ်မှုခင်တဲ့အိမ်မှုခင်ကဒါလေးကျမတို့အကြောင်းမှာတဲ့စာစီစာကုန်းပြိုင်ပွဲလုပ်တိုင်းတဲ့အိမ်မှုခင်ဆိုတဲ့ကောင်မလေးကသူကပထမစုအမြဲရတယ်တဲ့ဒီရယခုတော့တဲ့တခါတလေမှဝင်ပြိုင်နေတဲ့နေကြီးကတဲ့ပထမစုရသွားတယ်တဲ့ဒီမှာနေကြီးလေးကဒါလေးဒါအိမ်မှုခင်းတဲ့သူ့နာမည်နေကြီးတဲ့ကျမအလွန်ရှက်မိသည်တဲ့ဤတို့ဖြစ်ရသည်မှာတဲ့ဆရာမျက်နှာလိုက်တော့ကြောင်းလို့ तू ကထင်တယ်တဲ့အိမ်မှုခင်ကစာသင်ချိန်ကုန်လဲကုန်သွားတော့တဲ့ဆရာလဲအပြင်ထွက်တော့တဲ့အိမ်မှုခင်ကတဲ့အနောက်ကလိုက်ပြီးတော့ဆရာကိုတဲ့သမီးမေးစရာရှိလို့တဲ့ဘာမေးတာကြီးဘာမေးစရာရှိတာလဲဆိုဒီမှာပြောပြီးသမီးတဲ့အိမ်မှုခင်တဲ့ဆရာကပြောတယ်ဘာမေးစရာရှိလို့လဲတဲ့အဲ့မှာအိမ်မှုခင်ကပြောတယ်ဒီလိုပါဆရာတဲ့အာဇာနည်နဲ့အထိမ်းအမှတ်စာစီစာကုန်းပြိုင်ပွဲမှာသမီးဘာကြောင့်ပထမမရတာလဲတဲ့ဆရာပြန်ပြောတယ်နော်။အော်ဒါလားတဲ့သမီးရေးထားတဲ့အချက်လက်တွေကပြည့်စုံပြီးတော့ကောင်းပါတယ်တဲ့။ဒါပေမဲ့တဲ့ရေးသားတင်ပြပုံဟာတဲ့နေကြည့်ကိုမမီဘူးဖြစ်သွားတယ်တဲ့။နောက်တစ်ခါဒီထက်ကောင်းအောင်စူးစမ်းလိုက်တဲ့သမီးအောင်မြင်လာမှာပါတဲ့။အဲ့ဒါအိမ်မှုခင်ကဘာပြန်ပြောလဲဟုတ်ကဲ့ဆရာတဲ့။ဆရာသွန်သင်လိုက်သောစကားကိုတဲ့နားထဲကိုဆွဲသွားပြီတဲ့အိမ်မှုခင်ကဘာပြောလဲဒီထက်ကောင်းအောင်စူးစမ်းလိုက်မယ်တဲ့တလခန့်ကြာတော့တဲ့ဆရာစာသင်ချိန်တွင်တဲ့စာဆောင်တစ်ဆောင်ကကျင်းပမိစာစီစာကုန်းပြိုင်ပွဲအကြောင်းပြောလာသည်တဲ့စာစီစာကုန်းရဲ့ခေါင်းစဉ်ကတဲ့မိဘကျေးဇူးတဲ့သမီးတို့ရင်းနှီးနေတဲ့မိဘတွေရဲ့ကျေးဇူးကိုစာတွေ့ရောကိုတွေ့ရောပေါင်းဆက်ပြီးရေးရမယ်တဲ့ကျမတို့တန်းထဲမှာဘယ်သူပဲပြိုင်နေဆိုတော့အိမ်မှုခင်နဲ့နေကြီးပဲဝင်ပြိုင်နေတဲ့ပြိုင်ပွဲဝင်ကြည့်တော့လေတဲ့ဆရာလမ်းညွှန်ချက်အတိုင်းတဲ့ရေးတဲ့အကောင်းဆုံးစူးစမ်းခဲ့တဲ့တဲမရတဲမဘမနောက်2လခန့်ဘမတဲမဒီမှာဆရာမနောက်2လခန့်လဲကြာတော့တဲ့ကျမထံသူတဲ့စာအုပ်ကလေးတအုပ်လာပို့တယ်တဲ့ဟဲတဲ့စာစီစာကုန်းပြိုင်ပွဲမှာတဲ့အိမ်မှုခင်ကပထမရတယ်တဲ့နေကြီးကတဲ့ဒုတိယစုရတယ်တဲ့စာအုပ်လေးကိုဖတ်ရင်းနဲ့တဲ့အိမ်မှုခင်ကဘာဖြစ်လဲအရန်ပျော်သွားတယ်တဲ့အခုတော့တဲ့ကျမသဘောပေါက်လိုက်ပြီတဲ့နေကြီးလဲတဲ့တကယ်တော်လို့တဲ့ကျမနဲ့ပြိုင်သူစုရခြင်းဖြစ်သည်တဲ့အဲ့ဒါဘူးနေကြီးအဲ့ဒါပါအိမ်မှုခင်အိမ်မှုခင်ရဲ့နေကြီးရဲ့ပါပါအိမ်မှုခင်ကပထမရသွားတယ်နေကြီးကဒုတိယရသွားတယ်တဲ့နောက်ကျေးဇူးကြီးလှပါတယ်ဆရာရဲ့ဆရာစေတနာကိုတဲ့နားမလဲပဲအထင်လွဲမိတာခွင့်လွတ်ပါဆရာရဲ့တဲ့ဆရာပြောတဲ့အတိုင်းသမီးထက်ပြီးတော့စူးစမ်းလိုက်လို့ပထမဆုရခဲ့တာပါတဲ့အဲ့နဲ့အိမ်မှုခင်ကဘာဖြစ်လဲဆရာကိုတဲ့သမီးဥချကြော့ပါလေတဲ့ဘေးဥချဒီမှာဥချပြီးကြော့ဥတော်လုပ်ပြီးကြော့တယ်တဲ့ကဲပြီးသွားပါပြီ